ဒီဘက်ခေတ်မှာစားတောက်နေထိုင်မှုပုံစံတွေပြောင်းလဲလာတဲ့အမျှကျွန်တော်တို့မြန်မာနိုင်ငံမှာကင်ဆာရောဂါဖြစ်ပွားမှုနှုန်းတွေလည်းတိတိတတ်မြင့်တက်လာနေပါတယ်ခင်ဗျာဒါကြောင့်ဒီနေ့မှာတော့မြန်မာပြည်မှာအဖြစ်အများဆုံးကင်ဆာရောဂါတွေနဲ့သတိထားရမယ့်ရှေ့ပြေလက္ခဏာတွေကိုအဓိကထားပြီးမျှဝေပေးသွားပါမယ်ပထမဆုံးအနေနဲ့အမျိုးသားတွေမှာအဖြစ်အများဆုံးနံပါတ်1ကတော့အဆုတ်ကင်ဆာပါအဆုတ်ကင်ဆာဖြစ်ရင်ဘာမှမလုပ်ပဲမောပန်းနေတာတာမန်ဆေးထောက်လို့မပြောက်တဲ့နာတာရှည်ချောင်းဆိုးတာတွေဖြစ်တတ်ပါတယ်ပိုဆိုးလာရင်တော့ချောင်းဆိုးသွေးပါတာနဲ့အကြမ်းငယ်မရှိပဲအတန်ဝင်ပြီးအတန်ပြောင်းသွားတာမျိုးတွေပါဖြစ်လာနိုင်ပါတယ်ခင်ဗျာနောက်ထပ်နံပါတ်2ကတော့အသည်းကင်ဆာပါအထူးသဖြင့်အသည်းရောင်အသားဝါဘီပိုးရှိသူတွေပိုပြီးသတိထားရပါမယ်လက္ခဏာတွေကတော့ညနေဘက်ဒီမှာငွေ့ငွေ့ဖြားမင်းအဖျားကျက်ဆေးတောက်လည်းမပြောက်ပါဘူးပြီးတော့ညာဘက်နိုင်ရိုးအောင်နားကအောက်မယ်နာမယ်နောက်ပိုင်းမှာအသားတွေဝါလာပြီးကိုယ်အလေးချိန်ကျလာတတ်ပါတယ်ခင်ဗျာနံပါတ်3ကတော့အစာမိန်ညစ်ဦးလန်းချောင်းကင်ဆာပါအစာမရောင်တာကိုစနစ်တကျမကုတာပဲထားရင်ရေရှည်မှာကင်ဆာပြောင်းသွားတတ်ပါတယ်ဗျာအစာစားပြီးတိုင်းပြီးအိပ်နေတာအစာမကြေတာဝမ်းပြက်လွယ်တာနဲ့ဝမ်းသွားရင်သွေးပါတာတွေကိုအထူးသတိထားရပါမယ်အမျိုးသမီးတွေမှာတော့အပေါ်က3မျိုးပြီးထပ်တိုးသတိထားရမှာရှိပါတယ်ဒါကတော့ရင်သားကင်ဆာတားရင်ကောင်းကင်ဆာနဲ့မျိုးအိမ်ကင်ဆာတွေပါရင်သားမှာအလုံးကြီးဆမ်းမီရန်ချစ်ချင်းပြတတ်တဲ့လို့တားရင်ကောင်းကင်ဆာအထက်လေကြိုတင်ကာကွယ်ဆေးထိုးနှံထားလို့ရပါတယ်ခင်ဗျာအဓိကကင်ဆာရောဂါဆိုတာစောစောသိပြီးစောစောကုသနိုင်ရင်ရလဒ်ကောင်းတွေရနိုင်တဲ့ရောဂါပါဒါကြောင့်ကိုယ်ခန္ဓာကိုယ်မှာအခုပြောပြရတဲ့အပြောင်းလဲတွေဖြစ်လာရင်မပေါ့ဆက်ပဲဆရာဝန်နဲ့အမြန်ဆုံးတိုင်ပင်ဆွေးနွေးကြဖို့တိုက်တွန်းချင်ပါတယ်ခင်ဗျာကျွန်တော် page နဲ့ channel ကနေနေ့စဉ်ကျန်းမာရေးဗီဒီယိုတွေတင်ဆက်ပေးသွားမှာမို့ဘဝတုတ္တတွေမလွတ်သွားရအောင် subscribe နဲ့ follow လုပ်ထားခဲ့ဖို့တောင်းဆိုပါတယ်ခင်ဗျာအားလုံးပဲယောဂပဲကင်းဝေးကြပါစေ